တခါတုန်းကတောအုပ်နာကရွာလေးတစ်ရွာမှာလယ်သမားတစ်ယောက်နေထိုင်ပါတယ်။သူ့နာမည်ကကိုမောင်ကြီးလို့ခေါ်ပါတယ်။ကိုမောင်ကြီးဟာရိုးသားပြီးအလုပ်ကြိုးစားတတ်သူဖြစ်ပေမဲ့ဆင်းရဲတဲ့ဘဝကြောင့်တနေ့တာစားဝတ်နေရေးအတွက်လယ်ထဲမှာနေ့စဉ်ပင်ပန်းစွာအလုပ်လုပ်နေရပါတယ်။တနေ့မှာကိုမောင်ကြီးဟာလယ်ထဲမှာထွန်ရက်ရင်းထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ကိုင်းဆိုတဲ့အတန်ဟာအနီးနားကတစ်ပင်ပေါ်ကထွက်လာတာပါ။သူလှမ်းကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းလောက်အောင်ရွှေရောင်တောက်ပနေတဲ့ငှက်လေးတစ်ကောင်ကိုတွေးလိုက်ရပါတယ်။ဒီငှက်လေးကသူ့ကိုစူးစူးဝါးဝါစိုက်ကြည့်နေပြီးရုတ်တရက်လူစကားပြောလာပါတယ်။လယ်သမားကိုမောင်ကြီးမင်းဟာရိုးသားပြီးစူးစမ်းတတ်သူပဲဒါကြောင့်ငါမင်းကိုဆုလာပေးမယ်။ငါကရွှေဥမော်ငှက်တစ်ကောင်ပါငါဟာတနေ့မှာရွှေဥတစ်လုံးဥပေးနိုင်တယ်ဒီဥကိုမင်းကိုလက်ဆောင်ပေးမယ်ဒါပေမဲ့တခုတော့တတိထားမင်းရဲ့စိတ်နှလုံးသားရိုးသားမှုနဲ့ကျေးဇူးတည်တတ်မှုကိုမပျက်စီးပါစေနဲ့လို့ငှက်ကပြောပါတယ်။ကိုမောင်ကြီးဟာအံ့အားသင့်ပြီးဝမ်းသာသွားကငှက်လေးကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။တကယ်ပဲနောက်နေ့မနက်မှာသူ့အိမ်ရှိမှာရွှေရောင်တောက်ပနေတဲ့ဥတလုံးကိုတွေးလိုက်ရပါတယ်။ဒီဥကိုဈေးမှာရောင်းလိုက်တဲ့အခါသူတစ်သက်လုံးမမြင်ဘူးလောက်တဲ့ငွေတွေရလာပါတယ်။ဒီလိုနဲ့ကိုမောင်ကြီးဟာဆင်းရဲတဲ့ဘဝကနေချမ်းသာလာပါတယ်။ဒါပေမဲ့ရက်တွေကြာလာတော့ကိုမောင်ကြီးရဲ့စိတ်ထဲမှာလောဘစိတ်တွေဝင်လာပါတယ်။တနေ့ကိုဥတလုံးပဲရတာဆိုတော့ငါဘယ်တော့မှအလုံးရင်းနဲ့ချမ်းသာမှာမဟုတ်ဘူး။ဒီငှက်ရဲ့ဘိုက်ထဲမှာရွှေဥတွေအများကြီးရှိမှာပဲငါဖမ်းပြီးဘိုက်ခွဲလိုက်ရင်ဥတွေအကုန်ရမယ်လို့တွေးလာပါတယ်။ဒီလိုနဲ့တနေ့မှာကိုမောင်ကြီးဟာရွှေဥမော်ငှက်ကိုလှည့်စားပြီးဖမ်းလိုက်ပါတယ်။သူငှက်ရဲ့ဘိုက်ကိုဓာတ်နဲ့ခွဲလိုက်တဲ့အခါအထဲမှာဘာမှမတွေ့ရပါဘူး။ငှက်လေးဟာမျက်ရည်လဲရွှဲနဲ့မင်းရဲ့လောဘကမင်းကိုဖျက်ဆီးလိုက်ပြီးငါမင်းကိုပေးခဲ့တဲ့ဆုလက်ကိုမင်းတန်ဖိုးမထားခဲ့ဘူးလို့ပြောပြီးသေဆုံးသွားပါတယ်။အဲ့ဒီနောက်မှာကိုမောင်ကြီးဟာရွှေဥတွေထပ်မရတော့သလိုသူရထားတဲ့ချမ်းသာမှုတွေလည်းတဖြည်းဖြည်းဆုံးရှုံးသွားပါတယ်။နောက်ဆုံးမှာသူဟာအရင်ကထက်ပိုဆင်းရဲတဲ့ဘဝကိုရောက်သွားရပါတယ်။ဇလန်းလေးကပညာဗဟုသုတကလေးတွေအတွက်ရိုးသားမှုရဲ့တန်ဖိုးကိုမောင်ကြီးဟာအစပိုင်းမှာရိုးသားပြီးစ조사တဲ့အတွက်ဆုလက်ရခဲ့ပါတယ်။ဒါကကလေးတွေကိုရိုးသားမှုကကောင်းတဲ့အရာတွေယူဆောင်လာနိုင်တယ်ဆိုတာသင်ပေးပါတယ်။လောဘရဲ့အကျိုးလောဘစိတ်ကြောင့်ကိုမောင်ကြီးဟာအကုန်လုံးကိုဆုံးရှုံးခဲ့ရပါတယ်။ဒါကကလေးတွေကိုအလွန်ကြုံလိုချင်တာကမကောင်းဘူးဆိုတဲ့သင်ခန်းစာပေးပါတယ်။တဘာဝတရားကိုတန်ဖိုးထားပါရွှေဥမော်ငှက်ဟာတဘာဝလက်ဆောင်တစ်ခုလိုဖြစ်ပြီးသူ့ကိုအနေရပြုတာကမဖြစ်တဲ့အမှားတစ်ခုပါဒါကကလေးတွေကိုတဘာဝကိုချစ်ခင်တန်ဖိုးထားဖို့သင်ကြားပေးနိုင်ပါတယ်လူကြီးတွေအတွက်ကျေးဇူးတည်တတ်ဖို့အရေးကြီးပုံကိုမောင်ကြီးဟာရွှေဥမော်ငှက်ကပေးတဲ့လက်ဆောင်ကိုတန်ဖိုးမထားခဲ့ပါဘူးဒါကလူကြီးတွေကိုကိုရထားတဲ့အရာတွေကိုကျေးဇူးတင်တတ်ဖို့သတိပေးပါတယ်လောဘဟာဖျက်ဆီးတတ်တယ်။လောဘစိတ်ကလူတစ်ယောက်ရဲ့အောင်မြင်မှုကိုဖျက်ဆီးနိုင်တယ်ဆိုတာဒီဇလန်းကသက်သေပြပါတယ်။လူကြီးတွေအနေနဲ့ဒါကိုဘဝမှာကိုယ်တိုင်ဆင်ခြင်နိုင်ပါတယ်။ရေရှည်တွေးတတ်ဖို့တစ်နေ့တစ်လုံးရွှေရတာကိုစိတ်မရှိပဲအကုန်လိုချင်ခဲ့တဲ့ကိုမောင်ကြီးရဲ့အမားကလူကြီးတွေကိုရေရှည်အကျိုးကိုတွေးဖို့သင်ခန်းစာပေးပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။